ဒီဝတ်ထားတဲ့အတိုင်းခဏကိုလေးကွက်တိကြပြီးတော့လဲလဲလေးနဲ့အလိုဆွဲလို့ပေါ်ပါပါလေးဆွဲလို့ရလို့တောင်းတဖြစ်တဲ့အနေထားလို့ဒီပတန်မျိုးလေးကျွန်တော်ဆွဲပြရမယ်ကျွန်တော်ဒီနေ့အမြင့်ဟိုလက်မနီးနဲ့လုပ်ပြမယ်ပေါ့နော်ဟိုတနေ့ကတော့ကျွန်တော်စင်တီမီတာနီးနဲ့ဟိုပတန်ဆွဲနီးပြထားရည်နော်အဲ့ပတန်ဆွဲနီးရလည်းအဆင်ပြေတယ်အဲ့ဟာအဆင်ပြေတယ်ဆိုပေမဲ့ဒါပေမဲ့လူကြီးပိုင်းနေကြတော့ဝေးရတက်တောင်တက်တာမဖြစ်ဘူးအဲ့နီးကကျအရင်တိကျတာကြတော့တက်တောင်တက်တာမဖြစ်တော့ကြတော့လက်မနီးနဲ့ကကြတော့ဒီလက်မနီးနဲ့ဒီအစ်မြင့်လက်မနီးနဲ့ကြတော့လူကြီးပိုင်းနေတော့အဆင်ပြေလို့ဒီနီးနဲ့လည်းချုပ်လို့ရတယ်တချို့ချုပ်ခါတွေပါတယ်မကိုက်ဘူးဟိုပစ္စည်းသေးတွေရောချုပ်ခအနေနဲ့ရတဲ့လူကြအဆင်မပြေတဲ့လူတွေလူကြီးပိုင်းနဲ့အဲ့လိုချုပ်ခအနေနဲ့ဟိုရတဲ့နည်းနည်းဆိုတော့တချို့တွေကြအတိုင်းမရောက်ဘူးနော်ဒီမျိုးပေါ်ကလူတွေလောက်တော့မရောက်ဘူးနော်အဲ့လိုလူတွေအတွက်ကြတော့ဒီနီးစနစ်လည်းအရန်ကောင်းတယ်ပေါ့ဝတ်လို့လည်းအရန်ကောင်းတယ်အခုကျွန်တော်ဝတ်ပြထားဆိုတော့လုံးဝရှင်းကြောင်းတာမြင်တဲ့အတိုင်းပဲပေါ့နော်အဲ့ဆိုတော့ကြတော့ဒီနီးစနစ်နဲ့ဒီစနီမီတာနီးနဲ့ကိုဆွဲမပြတော့ဘဲနဲ့လက်မနီးနဲ့ကျွန်တော်ပတန်ထက်လို့ဆွဲပြမယ်ပေါ့နော်ဒီလက်မနီးနဲ့ကြဘာတွေလိုလဲဆိုတော့ကြတော့ဒီမှာလက်မနီးနဲ့လိုရကြတော့လေဘင်းပက်လေရေရင်ထိတ်ပက်လေရေခါပက်လေရေတင်ဆိုတာကြတော့ကိုခါရှည်ယူမဲနေရကိုတိုင်းထားတာကိုတင်လို့ခေါ်ရနော်အဲ့ပြီးတော့ကြတော့ရင်နှုတ်ကိုတချို့ကြရှည်ရင်ကျကျွန်တော်အရင်ပြောဦးသလိုပဲနော်ရှည်ရင်ကျလို့လည်းခေါ်တယ်ကျွန်တော်တို့သုံးနည်းကကြတော့ရင်နှုတ်လို့ခေါ်တယ်ရင်ကွာလို့တယ်နောက်ပြီးကြတော့လေဘင်းမှာရှင်ထိတ်ဒီကျွန်တော်တို့စတင်ကြတော့ကျတော့အဲ့ဒီနီးနဲ့တင်ကြတော့ကျတော့ရှင်ကြတို့ခါကြတို့ပဲသုံးတာဒါကကျတော့ကျွန်တော်ကကျတော့စင်တီမီတာနီးနဲ့ရေးနီးတိုင်းပဲကျွန်တော်ပြန်ရေးပြထားအောင်ဆိုတော့ကျတော့ဒီဟာတိုင်းရေးလိုက်တာပေါ့နော်စင်တီမီတာလေးတိုင်းရေးလိုက်တာပေါ့တူတူပါပဲအဓိကအခေါ်ရောပဲကွဲသွားတာဆိုတော့ကျတော့လေဘင်းမှာရှင်ထိတ်မှတ်လို့မယ်လေဘင်းမှာရှင်အောက်မှတ်လို့မယ်လေဘင်းမှာခါထီနော်လို့မယ်ခါရှည်မှတ်ခါရှည်လို့မယ်ပြီးတော့ကျတော့ခါမတင်ထီကတော့ဒါကတော့မလို့ပေါ့နော်ပခုံးလို့မယ်နောက်ကျောလို့မယ်ဂျိုင်းလို့မယ်နော်လက်ရှည်လက်ဝအဲ့ဟာတွေလို့မယ်နော်အဲ့ဆိုတော့ဒီမှာကျွန်တော်ဒီနီးနဲ့ပတန်အသေးလေးဆွဲပြမယ်ပေါ့အသေးလေးဆွဲပြမယ်ဆိုတော့ဒီလိုအသေးလေးပေါ့ဒါကျွန်တော်ပတန်အကြီးနဲ့ဆွဲပြမယ်ဆိုရင်ကျတော့ဟိုဗီဒီယိုရကြတော့လေအရန်ကြီးတော့ကျတော့မဆန့်လာလို့မဆန့်ဘူးလောလောဆယ်ကကျတော့ဟိုလူငယ်တွေအများတာဆိုတော့ဒီနီးနဲ့အသုံးဖြစ်ပေါ့စင်တီမီတာနီးနဲ့သုံးတယ်ကျွန်တော်တို့ချုပ်ခလည်းရတာလည်းရတယ်ဆိုတော့ကျတော့ပတန်ကုံလဲကုံပလေးစီချုပ်ခသူတို့ကလုံးဝဟိုလုံးဝစင်တီမီတာနီးနဲ့ကြိုက်တဲ့လူတွေများတယ်ကျတော့ဒီနီးနဲ့မချုပ်ပေးဖြစ်သေးဘူးပေါ့နော်ချုပ်တော့တချို့လူငယ်တွေဘိုင်းနေကြလဲဒီနီးနဲ့ကိုကြိုက်တာနော်လူတိုင်းမဟုတ်ဘူးဟိုစင်တီမီတာနီးနဲ့ကြိုက်တဲ့လူစင်တီမီတာလက်မနီးနဲ့ကြိုက်တဲ့လူလက်မနီးနဲ့ပေါ့နော်အဲ့ဆိုတော့ဒီမှာကျပေါ့နော်ဒီနီးနဲ့ဒီလိုလေးတွေဒီခါလေးဒါလေးဆိုလဲအုံကွက်လေးတွေအရန်ပေါ်ပြီးတော့ဝတ်ရရှင်းကြော်ပြီးတော့ဝတ်လို့ကောင်းတယ်ကျွန်တော်ဝတ်ပြထားတဲ့လိုမျိုးလေးပေါ့နော်သူကနေဟာမယ်ဆိုအဓိကဒီဟာလေးကတော့ဝတ်ရတာဟိုထားသွားလာတာလေးဆိုရင်အဆင်ပြေပေါ့နော်ဒီနီးစနစ်လေးနဲ့ဒါလေးလည်းစမ်းကြည့်ပေါ့နော်ဒါဆိုကျွန်တော်လက်လေးတွေကစအကုန်လုံးဆွဲပြပေးထားတယ်ဒါပေမဲ့ဒါပြန်ဆွဲပြီးနေတော့ပေါ့အဲ့ဒါဘလိုလေးလိုရအောင်ဆိုတော့ဒီပတန်ဆက်ကူကြီးကိုခြေချမ်းတော့ချင်းသူကခါလေးဆွဲမှဆိုတော့ဒီလိုခောက်လိုက်ညလာပြီခောက်လိုက်ဒီပတန်ကြီးကိုဒါအကြီးကြီးလို့သဘောထားလိုက်ပေါ့နော်ပတန်ကြီးကိုသဘောထားလိုက်ဒီဟာကိုခောက်လိုက်ဒီကိုခောက်တဲ့ပြီးတော့ဒီအပေါ်ကငားလာဆိုတော့ဒီချန်ကြီးနေအောင်ယူလိုက်မယ်နော်ဒီမှာခောက်လိုက်ပြီးပြီဆိုတော့ကြတော့ဒီမှာကျွန်တော်နှစ်ခုသလုံးမြင်အောင်ပြထားတယ်ချင်းလို့ဆိုတော့ဒီအသေးလေးနဲ့တော့ပြထားတယ်ပြီးပြီဆိုတော့ကြတော့ဒီမှာဆွဲမယ်ဆိုရင်ဒီပွားနေပြီးတော့တက်လက်မတပြားနှခမ်းဒီပတန်းရဲ့အညီတွေကနေပြတေချာလေးလုံတော့ဒီဟာလေးတွေကြတော့ပထမဆုံးလေဘင်းမြင့်နေစဆွဲမှာဆိုတော့ဒီလေဘင်းမြင့်နေစောင်းသွားတဲ့တပြိုင်နဲ့တစ်ထဲလုံးရဲ့အမတ်တွေအကုန်လုံးစောင်းပြီးတော့လိန်သွားမှာနော်အဲ့ဆိုတော့ကြဒီမြင်းလေးကိုတေချာတောက်မှန်မြင်းလေးဖြစ်ဖို့လိုတယ်ကျွန်တော်ကဒီကအနာသားယူထားတဲ့အနာသားလေးကွက်တီပေါ့နော်အဲ့ပြီးတော့ဒီမှာခောက်ထားတာနော်ခောက်ထားတာအရှည်ချမ်းတော့ကျန်ကျွန်တော်ကခါလေးဆွဲတယ်ဒီနီးစနစ်ကကြဆွဲမှာဆိုတော့ကြတော့
အဲ့လိုခောက်ရက်တွေတိုင်းယူလိုက်ပြီးတော့ဘယ်ကနေစမှာလေဘင်းမြင်းကဒီနှခမ်းနေပြီးတော့တလက်မချပြီးတော့မြင်းဖြောင်းလေးဆွဲမယ်မစောင်းသူနဲ့အဲ့မြင်းကိုလည်းလုံးဝထောင်းမမြင်းဖြစ်ရမယ်နော်အဲ့ကနေပြီးတော့ဘယ်လိုယူမလဲဆိုဒီလေဘင်းမြင်းအမက်ကနေပြီးတော့ဂျိုင်းမြင်းဂျိုင်းအစားနှစ်တယ်ဒီမှာဂျိုင်းအစားနှစ်ကကျတော့ခွန်ရထားတယ်ဂျိုင်းအစားနှစ်ကခွန်ဒီမှာမှတ်မယ်ပြီးတော့ကျဘာလို့လဲဆိုတော့ကလန့်မြင်းတွေတစ်ခါလေးဆွဲမယ်နော်လေဘင်းမှာဒီမှာဂျိုင်းစားနှစ်ဖြည့်လို့ယူမယ်ပြီးတော့ကျလေဘင်းမှာရင်ထိတ်က6ခွဲတဲ့လေဘင်းမှာရှင်အောက်က7 2စိတ်တဲ့လေဘင်းမှာရင်အောက်က7 2စိတ်ဒီမှာပြီးတော့လေဘင်းမှာခါထီလေဘင်းမှာခါထီက16 4စိတ်ခါရှည်က18ဆိုတော့ဒီမှာနော်အဲ့ပြီးတော့ဒီဘက်မှာလည်းတစ်မှတ်မယ်နှစ်မှတ်မှဟိုအဆင်ပြေမှာနော်ဘာလို့လဲဆိုတော့ဟိုခနာကိုဟိုမလိမ့်သွားအောင်ဟာအဲ့လိုမြင်းနေမဆောင်သွားဖို့လိုတယ်အဲ့ဆိုတော့ကျတော့တခြားလေးနှစ်မှတ်တယ်ပြီးတော့စနီမီနာနင်းတော့လည်းကျွန်တော်ပြောခဲ့တယ်နော်အဲ့လိုလေးတခြားလေးမှတ်ဖို့လိုပါတယ်ပြီးတော့ဒီမှာအဲ့လိုလေးတွေလေဘင်းမှာဒီလေဘင်းအမြင်ကနေပြီးတော့ခြိုင်းစနှစ်ဖြည့်မှတ်မယ်ပြီးတော့လေဘင်းမှာရင်ထိတ်မှတ်မယ်ပြီးတော့လေဘင်းမှာရင်အောက်စနစ်နှစ်စိတ်မှတ်မယ်ပြီးတော့လေဘင်းမှာရှေခါတော့ဒါတော့မသုံးတော့ဘခါလေဘင်းမှာခါထီက6ခွဲခါရှေက18ဆိုတော့ဒီမလေးတွေမှတ်ပြီးတော့ဒီမှာဆက်ပါမယ်နော်